ဒီနေ့တရားလေးရက်မြောက်နေ့ခီးစဉ်လေးအကြောင်းပြောပြပါမယ်ရှင်။ဖြူစင်တဲ့ကလေးငယ်လေးတွေရဲ့စေတနာထက်နှွေးထွေးတာပါရှိဦးမလဲနော်။ဆရာတော်ကြီးတွေကိုအေးတန်သက်သာစေဖို့နှွေးထွေးအောင်လုပ်ပေးတဲ့လက်အိတ်လေးတွေလူရမ်းနေတဲ့ဒီမြင်ကွင်းကတကယ့်ကိုကြည်နူးစရာပါ။ငြိမ်းချမ်းရေးဆိုတာခက်ခဲတဲ့အရာမဟုတ်ပါဘူး။ဒီလိုရိုးသားတဲ့မေတ္တာဖလှယ်မှုလေးတွေကနေစတင်တာပါ။ဒီနေ့နေ့လည်စာနာတဲ့အချိန်မှာတော့ချစ်စရာသူငယ်ချင်းအစ်စ်လေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။သူငယ်ချင်းလေးကအလောကကိုမုန်းကြွေးပြီးချစ်စနိုးနဲ့ပုတ်တက်ပေးနေတာကိုအလောကဟာလည်းအေးအေးဆေးဆေးလေးအနားယူရင်းအာယုံစိုက်ခံရတာကိုသဘောကျနေပုံပါပဲဒီနေ့တော့အလောကတစ်ယောက်ပန်းရောင်ဝတ်စုံလေးနဲ့အထာကျနေတာပေါ့အေးတန်လဲခံနိုင်တယ်လို့တကယ်သူရဲ့ကောင်းတစ်ယောက်ရဲ့တန်ချက်ကအင်ဂျီနဲ့တောင်တူနေပါသေးတယ်ဒီပန်းရောင်ချက်ဝတ်လေးနဲ့ဆိုရင်အေးတန်တွေကိုလည်းမကြောက်ရတော့ဘူးပေါ့အလုပ်တွေတော်တော်များတဲ့အလောကတစ်ယောက်ဒီညတော့စောစောစီးစီးပဲသူ့ရဲ့ကွန်ပျူတာစိတ်လေးတွေဘေးမှာအေးအေးချမ်းချမ်းအနားယူအိပ်ဆက်ပါပြီးတယ်လေတတဝအားလုံးဘေးရန်ကင်းကွာပြီးငြိမ်းချမ်းကြပါစေ။